ရီမန်းချက်ကြီးကြီးထားစမ်းပါဟိုးတောင်ထွတ်အမြင့်ကိုကြည့်ပြီးတော့စိတ်မမောလိုက်ပါနဲ့လေကားတစ်ထစ်ချင်းတက်ရမှာပါအထုပ်ကိုခုံမတက်ရပါဘူးတစ်ထစ်ချင်းတက်ရင်နောက်ဆုံးတော့တောင်ထိပ်ရောက်သွားလိမ့်မယ်အဲ့ဒီခါမှာအောက်ကိုပြန်ငုံကြည့်လိုက်ဟိုးခရီးအများကြီးပောက်ခဲ့ပြီကောအံ့ဩပါလိမ့်မယ်ဘာတစ်ခုမှမလုပ်ဖဲနဲ့အောက်မှာကြံခဲ့တဲ့ကောင်ကအဲ့ဒီကောင်စတော့ကငါနဲ့အတူတူပါပဲကွမမီမကန်းနဲ့ပခုံးကိုလှမ်းဖက်တယ်မဖက်နဲ့မင်းမမီတော့ဘူးမင်းလည်းဖက်ချင်မင်းဝါသနာပိစစရိုက်နဲ့ကိုက်ညီတယ်အထွတ်တစ်ခုတက်ခဲ့ပါနောက်ကျသွားတယ်ဆိုတာမရှိဘူးနောက်ကျသွားတယ်ဆိုတာမရှိပါဘူးတတိယတဲ့ချိန်လုံမဲ့ကွလို့ဆုံးဖြတ်တဲ့ချိန်ကချိန်ကောင်းပါပဲတက်ပါသူကမင်းတဲ့10နှစ်စောရောက်ချိန်ရောက်မင်းကနောက်10နှစ်မှရောက်ပြီမဲ့လဲပဲအတူတူပဲလှမ်းပြီးတော့အခုံဖက်လို့ရပါတယ်